အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် channel လေးကနေဘ ഹു တုတနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့ရင့်ကျက်စွာတန်မာပါဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ဘဝမှာမစုံတဲ့လူတွေနဲ့စုံရတဲ့အခါသူတို့ပေးတဲ့စိတ်တရားတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲယူလိုက်ပါဘဝမှာစုံတဲ့လူနဲ့စုံရတဲ့အခါအကောင်းမွန်ဆုံးချစ်ချင်းမြတ်တာတွေပေးလိုက်ပါတချို့ဒုက္ခတွေဟာယူတတ်ရင်သင်ခန်းစာရပါတယ်နောင်ဒီလိုမဖြစ်အောင်ဆိုပြီးသင်စိတ်ကိုသတိပေးရရောက်တာပေါ့သင်ပေါ်ကောင်းတဲ့လူတွေနဲ့တွေ့ရင်လဲသင်ဘက်ကပြန်ကောင်းပေးဖို့မေ့လျော့မနေပါနဲ့သင်စီကိုအစိုးကြီးပဲရောက်လာမှာမဟုတ်ပါဘူးကောင်းချိန်တန်တဲ့အခါကောင်းတဲ့အရာတွေလည်းတင့်စီကိုစိုက်စိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်အစိုးကြီးပဲအမြဲတွေးနေရင်အစိုးတွေကြီးဖြစ်ကုန်မှာပေါ့ကောင်းတဲ့ဘက်ကနေတွေးပြီးကောင်းတဲ့အရာလေးတွေနဲ့စိတ်ကိုဖြည့်သိမ့်တဲ့အခါခံစားနေရတဲ့စိတ်ဖြစ်စီမှုတွေအနှဲငယ်တက်တာရာရောက်တာပေါ့တချို့အသေးဖွဲကိစ္စတွေအတွက်နဲ့တင်းစိတ်ကိုဖိအားမပေးပါနဲ့လူဖြစ်လာမှတော့ဒုက္ခဤဆင်းရဲခြင်းဒုက္ခဤချမ်းသာခြင်းနဲ့အမြဲကြုံဆုံနေရမှာပါပဲဘာမှမဟုတ်တဲ့အသေးဖွဲကိစ္စတွေကိုတော့ဒုက္ခလို့အမည်တက်ပြီးညှင်းညူမနေပါနဲ့တင်းအတွက်လေးလံပြီးစိတ်ပင်ပန်းစေတယ်လို့ထင်တဲ့အရာမှန်သမျှကိုတင်းဘဝတွေကနေတဖြည်းဖြည်းချင်းလွှတ်ချခဲ့ပါပိုင်ဆိုင်ရာခြင်းတွေဆုံးရှုံးရခြင်းတွေကမမြဲတဲ့သင်္ခါရတွေပါပဲဖြစ်လာသမျှအရာတွေပေါ်လက်ခံတတ်ဖို့နဲ့ဆွန့်လွတ်တတ်ဖို့ပဲလိုပါတယ်ခင်ဗျာကျွန်တော်ကအကူငယ်ပါ